Hello everyone, how are you? This is our 9 of Brilliant English Language Classes. အကြံပြုချက်အဆိုပြုချက်လေးတွေပေးရမှာအသုံးဝင်မှတ်ရလွယ်တဲ့အခြား expressions လေးတွေကတော့ What about plus verb ing Have you thought about plus verb ing တို့ဖြစ်ပါတယ်။ဥပမာ Have you thought about seeing the doctor ဆိုရင်ဆရာဝန်နဲ့ပြကြည့်ဖို့စဉ်းစားပြီးပြီလား What about seeing the doctor ဆရာဝန်နဲ့ပြကြည့်ပါလားဒီလိုစကားစုလေးတွေဖြစ်ပါတယ် Have you thought about what about တို့ရဲ့နောက်မှာ verb ing လိုက်ရပါတယ်နောက်ထပ်နမူနာစာကြောင်းလေးတွေရေးကြည့်ကြရအောင် What about taking part in social activities လူမှုရေးလှုပ်ရှားမှုလေးတွေမှာပါဝင်ကြည့်ပါလား Have you thought about joining a study group စာအတူတူလုပ်တဲ့အုပ်စုတစ်ခုမှာပါဝင်ဖို့စဉ်းစားပြီးပြီလား Have you thought about planning fun activities for the holiday အားလပ်ရက်အတွက်ပျော်ရွှင်စရာလှုပ်ရှားမှုလေးတွေစီစဉ်ဖို့စဉ်းစားပြီးပြီလား What about going on a diet လုပ်ကြည့်ပါလား What about talking to the manager မန်နေဂျာနဲ့စကားပြောကြည့်ပါလားဆိုတဲ့အဓိပ္ပာယ်လေးတွေရှိပါတယ်ဒီစကားလေးတွေကိုမိမိဘာသာအကြိမ်ကြိမ်ရွတ်ဆိုကြည့်ရင်းပြောတတ်သွားမယ်လို့အောက်မေ့မိပါတယ်ဘုဇုတပြည့်မျှဝေခြင်းဖြစ်ပါတယ် Good luck to you all